ငါသမီးလေးတို့ကဒီနေ့ကျောင်းသွားဖို့အစင်းသိမြင်လိုက်ပါအောင်မယ်သမီးချိုက်ကိုတော့ငါလွယ်နဲ့ပဲဒီနေ့စက်သားဟင်းလေးချက်မှာဆိုတော့မြင်မြင်ချက်လိုက်ပါမယ်ကဲချက်လို့လေပြီး breakfast ကိုတော့သူ့ပြောလိုက်မယ်ကျမပဲမုတ်ကလေးပဲစားလိုက်တော့ငါချက်ပြမှာလဲမဟုတ်သမီးရေထားတော့နော်မမေခေါ်နေတယ်သမီးမေရာဟုတ်မမေသမီးနိုးပါပြီရှင်ကဲအင်ကြီးလေမေပြည့်လဲလိုက်မယ်နော်သမီးကအရင်လဲဟုတ်ကဲ့မမေသမီးအခုလဲလိုက်ပါမယ်မမေဟုတ်ပြီအဲ့ဒါဆိုလဲပြင်တော့ဟုတ်ကဲ့မမေသမီးဒီနေ့လေကျောင်းသားမှာလားကျောင်းသားမလို့နိုးတာပေါ့သမီးရဲ့ဒီနေ့တော့မမေပြောထားရနော်ကျောင်းကိုအစောကြီးသွားရမယ်နော်ဒီနေ့ကျောင်းမှာပွဲရှိတယ်ဟုတ်လားမမေပြောရရေးကဲကျပွေးလွယ်တော့လေဟုတ်ကဲ့မေလဲပြီးဒီနေ့သမင်းကျယူချင်မလို့ဘူးတဲ့ဟမ်ဟုတ်လို့လားလက်ကားစားပါโอเคသမင်းကျယူလိုက်တော့သမီးရေဟုတ်ကဲ့မေကဲမေတော့ရအောင်ဟုတ်ကဲ့မေရေဒီနေ့ကျောင်းပေးတော့ရှိရဆိုတော့ပြောရည်မလေးကျောင်းပွဲတော့ရှိရဆိုတော့လက်ကားစားလေပြုတ်ပွဲတော့ရှိတယ်တရုံပွဲစည်းလောက်ပြောနေရမလားမေဟုတ်တာဗောအဲ့ဒါကြောင့်မို့သမီးကိုညာပြီးပြောလိုက်တာမေနော်လက်ကားစားရပါလာမေတို့ရအောင်ကျောင်းတော့ကြလိမ့်မယ်အပြန်ကြရင်မေပွဲတော့လိုင်းပို့တော့နှစ်ဖက်ကြမှာပဲလိုက်ပို့ရမယ်နော်မနဲ့ဖြန်နေတော့မေကလည်းမပြီးတော့ဘူးကဲဘာလဲမသွားရင်ဘူးပေါ့တော့မပေါ်မေရလေလက်ကားစားလာပါမလေးလက်ကားစားတာနဲ့နော်မပြီးတော့ထော်တီပါဒီနေ့ကြောင်းသွားရမယ်နော်မနေ့ဖြန်ကြမှာလိုက်ဖို့မယ်မေလောကိစ္စလေးရှိတယ်လို့ဖုန်းနဲ့လားဟုတ်တယ်ဟာမေအိမ်မပြန်တော့လားပြန်တော့ပါဘူးမေဟိုမှာပဲဆောင်းနေမေအတိတငယ်ချင်းဟိုမှာပဲဆောင်းနေမယ်နော်လာသမီးထဲဝင်နေမယ်လားဟုတ်ကဲ့မေသမီးထဲဝင်နေမေကြည့်နေမယ်ဟုတ်ကဲ့မေတဲပြီးသွားပြီမလေးတကြွနေရပဲနော်ကြောင်းသွားရင်တော့ဟီသွားပြီနော်မေဘိုင်ဟုတ်ပြီဘိုင်ကျောင်းမှာဆိုင်တကယ်တော့ဟုတ်ကဲ့မေကဲငါကျောင်းရောက်ပြီဆိုတော့ဂျယ်ရူနဲ့ဖရက်ကလည်းစော့လိုက်လို့နဲ့ကျောင်းတော့မတက်သေးဘူးပဲဒါပေမဲ့ငါမေလည်းပို့ထားဆိုတော့လေတီချာမရောက်ပါပြီဟုတ်ပြီအဲ့မှာထိုင်နေလိုက်တော့ကဲငါသမီးပို့ပွဲဆိုတော့ငါအခုပန်းဆိုင်သွားလိုက်မယ်ငါတကယ်ကြီးဆိုင်တော့ပဲငါတကယ်ကြီးအဲ့မှာနေရဆိုတော့သူ့ချမပဲငါတက်ကြွပဲနေလိုက်ပါမယ်လေကဲမပေးရလိုက်တော့မယ်တကယ်ကြီးဘယ်ရီငါရောက်ပြီအေးလာဒါငါတို့ဆိုင်မယ်လေဟဲ့ကျလိုက်တယ်နော်ကျမဘောဟာငါတို့ဆိုင်မယ်လေဟဲ့ပေါင်းရလာလိုက်တာနေကြပေါင်းလေးတွေရောဟုတ်တယ်ငါတို့ကအဆုံးရှိတယ်လေအေးပါဘယ်နိုင်ထိုးရလဲတနိုင်တော့ခွဲနေပြီပဲငါသမီးလေးကြောင်းသွားကြွအောင်မယ်အဲ့ဆိုနေပြန်တော့မှာလားအေးပြန်တော့မယ်လေအဲ့ဆိုသွားပြီးတတော့ဘယ်ရီအေးနောက်ကြိုင်လေလာခဲ့ပါဦးအေးသမီးလေးကြောင်းတော့ဆင်းပြီလားဟုတ်မေဆင်းပါပြီကဲမလေးအခုကျမှပဲလာရတယ်နော်လာအဲ့ဆိုမေတို့သွားရအောင်ဟုတ်ကဲ့မေလာအမေကလေသမီးကိုစောင့်နေရကိုရိုက်ပြန်လာမယ်လို့မထင်ဘူးမေလာကြိုးရမယ်လို့ထင်တာမေကလည်းလာကြိုးရမှာလားသမီးတို့လည်းပြန်လာမှာပေါ့မလေးလားသမီးကလေးမပြီးသားပါဟောဂျန်နဲ့ဖက်ကလားသူတို့နှစ်ယောက်ကပြန်သွားရင်မေရဲ့လိုက်ဖို့အောင်လားဆိုရင်လေသမီးကပြောလိုက်လိုက်ဖို့နဲ့တီလို့သမီးကြတတ်တယ်ဆိုတော့နဲ့သမီးလာမလေးဟုတ်ပါပြီတက်ကြွနေရပဲနော်ကဲလာမင်းတို့သွားမယ်တိုးတာ
လာမင်းတို့အမြင်သွားရမယ်ဟုတ်ကဲ့မေမေသမီးလိမ္မာဆုံးလေးအပိုင်းတင်လေးမှာပေါ့နော်ချေလက်ချေရပေါ်တော့တင်မိထားပါတယ်ရှင်အခုအေရောက်ခံဒီမှာညစာစားလားမစားလားဆိုတာကိုတော့ကြည့်ကြပေးပါနော်ကဲသမီးလာမင်းညစာတော့ဆိုင်မှာပဲစားရအောင်ဟုတ်ကဲ့မေမေကဲငါသမီးလေးမလိုက်တာမေရာမေပြောမယ်နော်တိုက်ပြီဟဲ့ဒီကားလေးလေတလားဆင်းရလိုက်တာကွေးရလေဘလို့ကွေးဒီမှာလည်းမသိဘူးမေတို့ကလည်းအဲ့ချမှာကွေးမိတာဟုတ်တယ်မေနဲ့လာမင်းတို့ဒီဆိုင်မှာပဲဝင်စားလိုက်ကြတာကဲလေအဲ့ကားလေးအဲ့တိုင်းမေတွေ့လားဟုတ်ကဲ့မေလာသမီးမေရာရေဟုတ်မေလာပါပြီမလေးအေးမြန်နေပြီဆိုတော့ဟုတ်ပါပြီကဲမင်းတို့မပဲထိုင်အောင်ကဲမင်းပါဆိုင်ကမလေးဒါပဲစားလိုက်ပါမယ်မေရတော့သမီးအဲ့ဆာမလားဆာမေလေးကြိုက်တော့ဟိုအလေးပဲဆာမပေါ့ဟုတ်မေကဲမေတော့ပြီးသွားပြီသမီးပြီးပြီလားပြီးပြီမေကဲလာအဲ့ဆိုရင်တော့ချက်ဆိုဟုတ်ကဲ့မေအေးရသမီးအိတ်တော့မယ်အမလီအိတ်ချောင်းဆောင်နေရနော်ဟိုတဘက်ကလေဟီအေးကြော်ရပြန်ပြီမမေတော့အရန်ကြော်တယ်အဲ့နာမှာမလီဟုတ်ပါပြီလာကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်เนาะအပိုင်းနှစ်ကလေးကိုတော့နောက်ကြမှာတင်ပေးပါမယ်ဘိုင်ဘိုင်